ဒီနေ့တရားနာပိသံများအတွက်မသေးခြင်းရင်အသက်ရှူပါလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှူပေးလို့မှာဖြစ်ပါတယ်လောကမှာသေခြင်းတဲ့လူရဲ့လို့တယောက်မှမရှိပါဘူးတခါတည်းစိတ်ညစ်တဲ့အခါစိတ်ဖိစီးမှုလွန်ခဲ့တဲ့အခါမျိုးတွေမှာငါသေသွားရင်ကောင်းမှာပဲငါမြန်မြန်သေသွားရင်အေးမယ်လို့ပြောတတ်ကြပါတယ်စကားဖြစ်နေတာပြောတာပါတကယ်မသေခြင်းကြပါဘူးတကယ်မသေးခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဘယ်တော့မှမသေးနိုင်တဲ့နေရာရှိပါတယ်ဘယ်တော့မှမသေးနိုင်တဲ့နေရာကတော့နိဗ္ဗာန်ပါပဲနိဗ္ဗာန်ကိုပါဠိလိုခေါ်တဲ့စကားလုံးတွေအများကြီးရှိတဲ့ထဲကတစ်လုံးကတော့အမတလို့ခေါ်ပါတယ်အမတကိုပဲအရာထဲမှာတော့အမတနဲ့ပြောကြတာပေါ့မတဆိုတာသေတာအဆိုတာကမရှိမဟုတ်အဲ့တော့အမတဆိုတော့မသေးတာမသေးခြင်းသဘောမသေးတတ်တဲ့သဘောမသေးရသဘောကိုအမတနိဗ္ဗာန်လို့ခေါ်ပါတယ်ယဟနာဖြစ်တဲ့ပြိဋိဘံဆံသွားလို့တနည်းပြောရင်ယဟနာဖြစ်ပြီးလို့သေသွားလို့နိဗ္ဗာန်ချမ်းသာကိုအပြီးတိုင်မျက်မှောက်ပြုသွားပြီဆိုရင်ဘယ်တော့မှမသေတော့ဘူးယုတ်တရားနံတရားတွေမရှိတဲ့အတွက်သေခြင်းတရားဆိုတာလည်းမရှိတော့ဘူးပေါ့ယုတ်တရားနံတရားတွေမရှိလို့ချမ်းသာဆိုတာရှိမှရှိပါမလားလို့တွေးစရာမလိုယုတ်တရားနံတရားတွေမရှိပေမဲ့အငြိမ့်တဲ့ချမ်းသာအေးတဲ့ချမ်းသာကတော့ရှိပါတယ်ယုတ်တရားနံတရားတွေဟာဆင်းရဲဒုက္ခတွေပတ်လည်ဝိုင်းနေတယ်ဆိုတာရဲ့ယုတ်တရားနံတရားတွေရဲ့လမ်းဆုံးပန်းတိုင်းဟာသိခြင်းတရားဖြစ်တယ်ဆိုတာရဲ့ကိုလေးလေးနက်နက်သဘောပေါက်မယ်ဆိုရင်ယုတ်တရားနံတရားမရှိတဲ့ချမ်းသာအသေးလွတ်ချမ်းသာဟာအမတန်လိုချင်စရာကောင်းတယ်အမတန်ရသင့်ရထိုက်တဲ့ချမ်းသာတစ်ခုဖြစ်တယ်ဆိုတာသဘောပေါက်ပါလိမ့်မယ်အဲ့တော့ဘယ်တော့မှမသေးခြင်းရင်တော့နိဗ္ဗာန်ကိုအပြီးတိုင်မျက်မှောက်ပြုမှာပဲဖြစ်မယ်ဘယ်တော့မှမသေးနိုင်တဲ့ဘယ်တော့မှမသေးရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်အသက်ရှူရမယ်မသေးခြင်းရင်အသက်ရှူပါမသေးခြင်းရင်ဆိုတာကဘယ်တော့မှမသေးတဲ့ဓာတ်ကိုရခြင်းရင်ဘယ်တော့မှမသေးတော့တဲ့အဖြစ်မျိုးကိုရောက်ခြင်းရင်ဘယ်တော့မှမသေးတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်လို့ဆိုလိုပါတယ်မသေးခြင်းရင်အသက်ရှူပါလို့ပြောလိုက်တော့မသေးလို့ပဲအသက်ရှူနေတာပေါ့အသက်ရှူနေလို့ပဲမသေးတာပေါ့လို့မေးစရာရှိတယ်သူ့အလိုအလျောက်မသေးရင်အသက်ရှူနေတာမသေးအောင်အသက်ရှူနေတာကိုဆိုလိုတာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့သဘာဝအတိုင်းသူအလိုအလျောက်အသက်ရှူနေတဲ့ရှူနည်းမျိုးနဲ့အသက်ရှူပါလို့ဆိုလိုတာမဟုတ်ပါဘူးတမင်အားထုတ်ပြီးတော့ကြောင်းညာဆိုင်ပြီးတော့အသက်ရှူပါလို့ဆိုလိုတာတတိဉာဏ်လေးနဲ့အသက်ရှူပါအမှတ်တတိလေးနဲ့အသက်ရှူပါကုသိုလ်စိတ်လေးနဲ့အသက်ရှူပါလို့ဆိုလိုပါတယ်လူချင်းတူပေမဲ့အသက်ရှူခြင်း꿰တယ်ဆိုတဲ့စကားကိုအလုံးကြားဘူးကြပါတယ်အသက်ရှူခြင်း꿰တယ်ဆိုတာကအကုသိုလ်စိတ်နဲ့အသက်ရှူတဲ့သူရဲ့ကုသိုလ်စိတ်နဲ့အသက်ရှူတဲ့သူရဲ့ဒါအသက်ရှူခြင်း꿰သွားတာပေါ့တတိညာနဲ့အသက်ရှူတဲ့လူရဲ့တတိညာမပါဘဲနဲ့အသက်ရှူတဲ့လူရဲ့ဒါလည်းအသက်ရှူခြင်း꿰တယ်လို့ခေါ်တာပဲအမတ်တတိနဲ့အသက်ရှူတဲ့သူရဲ့အမတ်တတိမပါဘဲအသက်ရှူတဲ့သူရဲ့ဒါလည်းအသက်ရှူခြင်း꿰တာပါပဲအဲ့တော့မသေးခြင်းရင်အသက်ရှူပါဘယ်တော့မှမသေးတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်အသက်ရှူပါဆိုတာတတိညာလေးနဲ့အသက်ရှူပါအမတ်တတိလေးနဲ့အသက်ရှူပါဒါကတော့ဝိပဿနာသဘောပြောတာပေါ့ဝိပဿနာမဟုတ်တဲ့တခြားကုသိုလ်တွေအနေနဲ့ကြည့်မယ်ဆိုရင်လည်းကုသိုလ်စိတ်နဲ့အသက်ရှူပါဒါနကောင်းမှုပြုနေရင်းနဲ့လည်းပဲအသက်ကရှူနေတာပဲဒါဆိုရင်ဒါနကုသိုလ်စိတ်နဲ့အသက်ရှူနေတာပေါ့အဲ့ဒီဒါနကုသိုလ်ဟာမသေးတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်အထောက်ပံ့ဖြစ်ပါစေလို့အာယုပြုထားမယ်စိတ်ညွတ်ထားမယ်နှုတ်ကလည်းမျက်ဆိုမယ်ဆိုရင်အဲ့ဒီဒါနကုသိုလ်စိတ်နဲ့အသက်ရှူနေတာဟာမသေးရနိဗ္ဗာန်ကိုရောက်ခြင်းရဲ့အကြောင်းတရားပဲဒါကြောင့်ဒါနကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်သီလကုသိုလ်စိတ်နဲ့အသက်ရှူရမယ်ဝေယဝဆကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်တရားနာတဲ့ဓမ္မသဝနာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်တရားဟောတဲ့တရားစကားလေးတွေပြောပြတဲ့ဓမ္မဒေသနာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်စသည်အားဖြင့်ပေါ့ဝိပဿနာမှာတပါးသောကုသိုလ်ကောင်းမှုတွေပြုနေရင်းနဲ့လည်းကုသိုလ်စိတ်နဲ့အသက်ရှူရမယ်ဒါမသိခြင်းအသက်ရှူပါဆိုတဲ့စကားထဲမှာဝိပဿနာမှာတပါးသောတတိပဋ္ဌာန်ဘာဝနာမှာတပါးသောတခြားကုသိုလ်စိတ်နဲ့အသက်ရှူပါဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်နော်ပြီးတော့အမှတ်တတိလေးနဲ့လည်းအသက်ရှူရမယ်အဲ့ဒါကိုပဲအများနာလေးလောင်ပြောမယ်ဆိုတော့တတိထားပြီးအသက်ရှူရမယ်မသိခြင်းအသက်ရှူပါဆိုတာလူရင်းကတော့အာနာပါနကမ္မထာအာထုတ်ပါလို့ပြောချင်တာပါပဲအာနာပါနကမ္မထာအာထုတ်ပါလို့ပြောလိုက်ရင်ကိုယ်နဲ့မဆိုင်တယ်လို့အလံဝေးတယ်လို့ထင်နေလိမ့်မယ်အာနာပါနအာနာဆိုတာဝင်လေအပါဏဆိုတာထွက်လေအဲ့တော့ဝင်လေထွက်လေဝင်တိုင်းထွက်တိုင်းကိုတတိလေးထားပြီးရှူရမယ်ဝင်လေလေးဝင်သွားလို့ရှိရင်လည်းနှာသီးဝါလေးမှာထိပြီးတော့ဝင်သွားတယ်ထွက်လေလေးထွက်သွားတဲ့အခါမှာလည်းနှာသီးဝါလေးမှာထိပြီးတော့ထွက်သွားတယ်တချို့တော့လည်းနှာသီးဝါပေါ့အများစုကတော့နှာသီးဝါလေးမှာထိပြီးတော့ဝင်သွားထွက်သွားတယ်တချို့ကလည်းပဲနှုတ်ခမ်းအထက်နှုတ်ခမ်းပြားလေးကိုထိပြီးတော့ဝင်သွားထွက်သွားတယ်တယောက်နဲ့တယောက်မတူဘူးပေါ့အဲ့တော့လေးလေးဝင်သွားထွက်သွားထိသွားတဲ့နေရာလေးမှာပဲစိတ်ကလေးကိုကတ်ထားရမယ်
တချို့လည်းပြောကြတာပေါ့လေအာနာပါနဆိုတာကသမထကြီးပဲဝိပဿနာမှမဟုတ်တာအာနာပါနအားထုတ်နေလို့ဘယ်လိုနိဗ္ဗာန်ရောက်မှာတုံးလို့ပြောကြတယ်ဒါမသိနားမလဲလို့ပြောကြတာပါအာနာပါနဟာသမထဝိပဿနာဆွဲဆုံရတဲ့ကမ္မဋ္ဌာန်းကြီးဖြစ်ပါတယ်လေချောင်းနောက်ကိုလိုက်ပြီးတော့ပုံသဏ္ဍာန်နမိတ်အရေးအယောင်ကြီးကိုရှုမဲ့ဆိုရင်တော့သမထကမ္မဋ္ဌာန်းဖြစ်ပါတယ်လေချောင်းနောက်ကိုမလိုက်ဘဲနဲ့အာဒီဝလေထိတဲ့တဏှာထဲမှာပဲစိတ်ကိုကတ်ထားပြီးတော့ထိမှုသဘောတူးမှုသဘောလှုပ်ရှားမှုသဘောပူမှုသဘောအေးမှုသဘောသိမှုသဘောလေးတက်ကိုရှုနေမယ်ဆိုရင်တော့ဝိပဿနာကမ္မဋ္ဌာန်းဖြစ်ပါတယ်အဲ့ဒါနှာသီးဝလေးတတိကံပြီးတော့ထိမှုသဘောလေးကိုသိချာသိအောင်ကြည့်ပြီးတော့အသက်ရှုနေမယ်ဆိုရင်ဝိပဿနာနဲ့အသက်ရှုနေတာပေါ့ဝိပဿနာဆိုတာကတော့ဖြစ်ဖြစ်မြင်မှရတာပေါ့လေဒါပေမဲ့ထိမှုသဘောသိမှုသဘောကိုမှမသိဘဲနဲ့လေယုံနာဖြစ်ဖြစ်ကိုမြင်တဲ့ဉာဏ်ကိုကျော်သွားလို့မရဘူးအဲ့တော့ဝိပဿနာသတိလေးနဲ့အသက်ရှုမယ်ဆိုရင်နှာသီးဝလေးတိုးတဲ့ထိတဲ့နေရာလေးမှာအဖျားတစ်ထောက်စာနေရာလေးပေါ့ဒါတင်စားပြီးတော့ပြောတာတကယ်အဖျားတစ်ထောက်စာတော့မကောက်ဘူးပေါ့အဲ့တော့လေးဝင်တော့ထိသွားတယ်ထိတဲ့နေရာလေးမှာပဲစိတ်ကိုကတ်ထားပြီးတော့ထိမှုသဘောလေးကိုသိနေဟိုအတွင်းပဲဝမ်းပိတ်တဲ့ထိစိတ်ကိုလိုက်မသွားနဲ့လိုက်သွားလို့ရှိရင်အတွင်းပြန့်လွင့်မှုဖြစ်သွားတယ်လေထွက်သွားလို့ရှိရင်လည်းနှာသီးဝလေးမှာထိပြီးတော့ထွက်သွားတယ်ထိတဲ့နေရာမှာပဲစိတ်ကိုထားပါအပြင်လေဟာနဲ့ထိလေချောင်းဆုံးတဲ့ထိစိတ်ကလိုက်မသွားနဲ့လိုက်သွားလို့ရှိရင်အပြင်ပြန့်လွင့်မှုဖြစ်ပါတယ်ထိတဲ့နေရာတနေရာထဲမှာပဲစိတ်ကလေးကတ်ထားမယ်တတိလေးကတ်ထားမယ်ဉာဏ်လေးကတ်ထားရမယ်ဒါဆိုရင်တတိသမารိဉာဏ်တဖြည်းဖြည်းအားကောင်းလာတာနဲ့အမျှရုပ်သဘောနာမ်သဘောတွေသိလာမှာပဲပထမတော့နှာသီးဝဆိုတဲ့ပညာကလေးနှာခေါင်းဆိုတဲ့ပညာလေးနှာခမ်းဖျားဆိုတဲ့ပညာကလေးလေဆိုတဲ့ပညာကလေးငါရှူနေတယ်ဆိုတဲ့ပညာကလေးငါရှိုက်နေတယ်ဆိုတဲ့ပညာလေးငါမှတ်နေတယ်ဆိုတဲ့ပညာလေးတွေလည်းရှိနေသေးတာပေါ့ထင်ရှားနေသေးတာပေါ့တတိသမารိညာအားကောင်းသွားပြီထိမှုတစ်ခုတည်းကိုပဲတည်တည်ချာချာစူးစူးစက်သိမ့်နဲ့ရှုမှတ်သွားပြီဆိုရင်ညာအားကောင်းလာတဲ့အခါမှာထိမှုသဘောနဲ့သိမှုသဘောလေးနှစ်မျိုးပဲထင်ရှားလာလိမ့်မယ်ထိမှုဆိုတာတစ်ခုကိုနမူနာပြောတာပေါ့တချို့တော့လေထိတာကိုအာရုံပြုလိုက်လို့ရှိရင်ပူတာအေးတာထင်ရှားတာလည်းရှိမယ်နွေးတာထင်ရှားတာရှိမယ်မာတဲ့သဘောပြောတဲ့သဘောထင်ရှားတာရှိမယ်စသည်အဖြစ်သဘောတွေကတော့အမျိုးမျိုးရှိတာပေါ့အဲ့တော့ထိတာလေးနဲ့သိတာလေးနဲ့အစုံလိုက်တာလေးသိနေမှဆိုရင်ထိတာကယုတ်တရားသိတာကနန္တရားထိတာလေးကလည်းတတိပြီးတတိဖြစ်ပြသိတာလေးကလည်းတတိပြီးတတိဖြစ်ပြဖြစ်လိုက်နေမို့လို့မမြဲတဲ့အနိစ္စဖြစ်ချင်းရဲ့နှိမ့်ဆက်မှုတန်ခံရလို့မကောင်းတဲ့ဒုက္ခဖြစ်တာကိုမပြတ်အောင်ပြတ်တာကိုပြတ်ပြီးတဲ့နောက်လည်းထပ်မဖြစ်လာအောင်ဘလို့မှတားဆီးလို့မရလို့ကိုမပိုင်တဲ့အနတ္တထိမှုသဘောနဲ့သိမှုသဘောကိုသိရင်ယုံနာကွဲသွားတာပေါ့ထိတာလေးရှိလို့လည်းထိမှန်းသိတဲ့နန္တရားလေးဖြစ်လာတယ်ဝင်လေရှူခြင်းတဲ့စိတ်လေးကြောင့်လည်းရှူတဲ့ဝင်လေလေးဖြစ်လာတယ်ထွက်လေရှိုက်ထုတ်ခြင်းတဲ့စိတ်ကလေးကြောင့်လည်းထွက်လေဆိုတဲ့ယုတ်တရားလေးဖြစ်လာတယ်စသည်အဖြစ်ရုပ်ကြောင့်နာဖြစ်နာကြောင့်ရုပ်ဖြစ်ဆိုတဲ့အကြောင်းကျိုးလေးလည်းသိလာမယ်ယုံနာကွဲအကြောင်းကျိုးသိဖြစ်ပြမြင်လက္ခဏာထင်တဲ့ဉာဏ်နဲ့အားကောင်းသွားပြီဆိုရင်မဉ္ဇဉ်ဘုံဉာဏ်စိုက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်ထိမှုသိမှုထိုးနှစ်ခုတတိကြကြပြုဆိုတဲ့အတိုင်းပေါ့လေထိမှုလေးတစ်ခုကိုတရားစူးစိုက်ကြည့်နေသိမှုသဘောလည်းထင်ရှားလာမှာပါပဲဒါကြောင့်မြတ်စွာဘုရားရှင်ကအာနာပါနလို့ခေါ်တဲ့ဝင်လေထွက်လေကိုရှုမှတ်ပွားများမယ်ဆိုရင်တတိပဋ္ဌာန်၄ပါးလုံးရှုမှတ်ပွားများပြီးသားဖြစ်ပါတယ်တဲ့ထိမှုသဘောပူမှုသဘောအေးမှုသဘောလေးတွေကိုသိနေတာကကာယ ानु ပဒနာပေါ့ကာယ ानु ပဒနာတတိပဋ္ဌာန်ပေါ့ဝင်လေထွက်လေကိုစိုးစိုးမြဲမြဲရှုမှတ်လာပြီဆိုရင်စိတ်ထဲမှာငြိမ်းအေးတဲ့သဘောလေးတွေဝမ်းသာတဲ့သဘောလေးတွေနှစ်သက်တဲ့သဘောလေးတွေကြည်နူးတဲ့သဘောလေးတွေပီတိဒုက္ခသဘောလေးတွေထင်ရှားလာပါတယ်ဝင်လေထွက်လေရှုမှတ်လို့စိတ်ညစ်ရတယ်စိတ်ဆင်းရဲတယ်ဆိုတာမရှိဘူးရှုမှတ်လိုက်ရလို့မကောင်းတဲ့အာယုံလေးတွေပေါ်လာတယ်ဆိုတာမရှိဘူးထိုင်နာကြလို့သာတင်မနာကျင်နာမယ်ဝင်လေထွက်လေဆိုတဲ့အာယုံလေးကြောင့်တော့ဖြင့်စိတ်ဆင်းရဲစရာစိတ်ညစ်စရာအဆိုးတွေကျုံနေဆိုတာမရှိပါဘူးဒုက္ခဝေဒနာတွေကျုံနေဆိုတာမရှိဘူးဒုက္ခဝေဒနာတွေပဲကျုံနေအဲ့ဒီနှစ်သက်ကြည်နူးမှုလေးတွေဝမ်းမြောက်ငြိမ်းအေးမှုလေးတွေကိုနှစ်သက်တယ်ဝမ်းမြောက်တယ်စသည်အပြင်ရှုမှတ်နေဝေဒနာနုပဒနာရှုမှတ်ပွားများတယ်လို့ခေါ်ပါတယ်ဝိနည်းထက်လေးရှုမှတ်လာလို့ရှိရင်စိတ်တွေကြည်လင်လာမယ်အေးချမ်းလာမယ်ကြည်လင်တဲ့စိတ်ကလေးကိုရှုနေမယ်အေးချမ်းတဲ့စိတ်ကလေးကိုရှုနေမယ်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်ကလေးကိုတတိတဲ့သိနေမယ်ဆိုရင်စိတ်ဓာနုပဒနာတတိပဋ္ဌာန်ပွားများပြီးသားဖြစ်သွားတယ်ထိမှုပူမှုအေးမှုဆိုတဲ့ယုတ်တရားလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်နှစ်သက်ကြည်နူးမှုဝမ်းမြောက်ငြိမ်းအေးမှုဆိုတဲ့ဝေဒနာလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်လောဘဒေါသစတဲ့ကိလေသာတွေကနေလွတ်မြောက်တဲ့စိတ်ကလေးကလည်းဖြစ်လိုက်ပြက်လိုက်အဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောလေးဆိုတာကဓမ္မလို့ခေါ်တယ်အဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောလေးကိုစက္ကရှုမှတ်ပြီးသိနေမယ်ဆိုရင်ဓမ္မနုပဒနာတတိပဋ္ဌာန်ကိုပွားများပြီးသားဖြစ်ပါတယ်ဒါကြောင့်ဝင်လေထွက်လေတိုးတိုင်းထီတိုင်းတိုးမှုသဘောထိမှုသဘောလေးကိုသိနေုံနဲ့တတိပဋ္ဌာန်တရား၄ပါးလုံးကိုပွားများပြီးသားဖြစ်သွားတယ်ဝင်လေထွက်လေဆိုတာကတမလင်ခွေခါဆန်မျက်စိမှိတ်ပြီးတော့တရားထိုင်တဲ့အချိန်မျိုးမှထင်ရှားရှိတာမဟုတ်ဘူး
တရားထိုင်လို့မထိုင်မနဲ့ရိုးရိုးထိုင်နေတဲ့ချိန်မှလည်းထင်ရှားရှိတယ်သွားနေရင်လည်းရှိတယ်ရက်နေရင်လည်းရှိတယ်လျှောင်းနေရင်လည်းရှိတယ်ထမင်းစားနေရင်လည်းရှိတယ်ရေချိုးနေရင်လည်းရှိတယ်စသည်အဖြစ်ပေါ့အဲ့ချိန်နိုးချိန်အချိန်တိုင်းမှာထင်ရှားရှိနေပါတယ်အဲ့ချိန်နိုးချိန်အချိန်တိုင်းမှာလည်းထင်ရှားရှိတယ်ရှုမှတ်ရတာလည်းလွယ်ကူတယ်အဲ့တော့လေဝင်ထွက်တာလေးကတော့တိကျရှုမှတ်မှမဟုတ်သွားရင်လာရင်လည်းဝင်ကန်ရင်စားရင်တောက်ရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်ရှုမှတ်မယ်ဆိုလေရှုလို့ရတယ်ရှုမှတ်လို့အခက်ဆုံးဖြစ်တဲ့စကားပြောနေတဲ့အချိန်မှတောင်မှကြိုးကြလေးနှာသီးဝက်လေးသတိကပ်ပြီးတော့လေလေးကိုရှုလိုက်လို့လေရှုတာလေးကိုသတိလေးကပ်လိုက်လို့လေရှိုက်တာလေးကိုသတိလေးကပ်လိုက်လို့ရပါတယ်အလေးကျင့်လေးလှုပ်ထားဖို့ပဲလိုတယ်အလေးကျင့်အားကောင်းသွားပြီဆိုရင်သတိမြဲပြီးတော့ဘလောက်ပဲအလုံးရှုပ်ဘလောက်ပဲအလုံးများနှာသီးဝက်လေးသတိကပ်ပြီးတော့ဝင်လင်ထွက်လေးကိုရှုမှတ်ဖြစ်သွားမှာပါပဲအဲ့တော့ဝင်သက်ထွက်သက်လို့ဆိုတဲ့အတိုင်းပေါ့လေဝင်လေထွက်လေဟာဘဝတစ်ခုရှင်သန်နေခြင်းအသက်ရှင်နေခြင်းရဲ့အဓိကအကြောင်းတရားဖြစ်တယ်ဒါကြောင့်ဝင်လေပြန်မထွက်တော့ဘူးထွက်လေပြန်မဝင်တော့ဘူးဆိုရင်သေတယ်ခေါ်တာပဲဒါကြောင့်ဝင်လေထွက်လေကိုရှုမှတ်တဲ့ကမ္မထံကိုဝင်သက်ထွက်သက်ဆိုတဲ့စကားလေးနဲ့ကပ်ပြီးတော့စဉ်းစားကြည့်လိုက်တော့အာနာပါနကမ္မထံဟာယောဂီတိုင်းရဲ့အသက်သွေးကြောကမ္မထံပဲတနည်းပြောမယ်ဆိုလို့ရှိရင်လည်းဝင်လေထွက်လေနဲ့ပတ်သက်တဲ့ယုတ်တရားနံတရားတွေရဲ့ယုံနံဖြစ်ပြက်သဘောတရားတွေကိုပိုင်နိုင်သွားပြီဆိုရင်တခြားမြင်သမျှကြားသမျှနားသမျှစားသမျှထိသမျှတွေးသမျှအာယုံ6ပါးလုံးနဲ့ပတ်သက်တဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်ပြသဘောအိဋ္ဌဒုက္ခအနတ္တသဘောတွေကိုလည်းအလွယ်တကူသိမြင်သွားနိုင်တယ်ဒါကြောင့်အာနာပါနကမ္မထံကိုအညာကိုင်ကမ္မထံလို့လည်းခေါ်တယ်ဝင်လေထွက်လေလေးကိုသွားရင်လာရင်လုံရင်ကိုင်နဲ့အမြဲတမ်းဆွဆွမြဲရှုမှတ်နေပြီဆိုရင်တတိအာသမာဓိအာရိကကောင်းနေတယ်တတိအာသမာဓိအာညာအာရိကကောင်းနေတော့မြင်လာလို့ရှိရင်လည်းမြင်သိဖြစ်ပြကြားတော့လည်းကြားသိဖြစ်ပြနာသမျှအာယုန်တွေလည်းနာသိဖြစ်ပြခမင်းစားတဲ့အခါမုံပဲသေးစားစသည်စားတဲ့အခါတွေမှာလည်းစားသိဖြစ်ပြခန္ဓာကိုယ်နဲ့ဘာနဲ့ပဲထိသိဖြစ်ပြစိတ်ထဲကဘာတွေပဲတွေးသိဖြစ်ပြစဉ်းစားသိဖြစ်ပြစသည်အဖြစ်ကျန်တဲ့အာယုန်တွေကိုလည်းအလိုလျောက်ရှုမှတ်မိရတာဖြစ်သွားတယ်အခြေခံဘုဒ္ဓတာအနေနဲ့တော့သိထားမှာပေါ့တတိပဋ္ဌာန်ဝိပဿနာတရားပွားများတယ်ဝိပဿနာလို့အားထုတ်တယ်ဆိုတာအာယုံ6ဓာရ6ပါးမှာအာယုံ6ပါးတွေစုံတိုင်းစိတ်6ပါးဖြစ်တိုင်းကိုဖြစ်နေတဲ့အတိုင်းလေးရှုမှတ်ရတာပဲဆိုတဲ့ဘုဟုတ္တလေးလည်းရှိထားမယ်ဆိုရင်ဝင်လင်ထွက်လေကိုပင်နိုင်ထားပြီးတော့ကျန်တဲ့ပေါ်သမျှအာယုံတွေကိုအလွယ်တကူရှုမှတ်ပွားများလို့ရသွားပါတယ်။ဒါကြောင့်မသိခြင်းရင်အသက်ရှုပါဘယ်တော့မှမသိနိုင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်နာသီဝါလေးတတိကပ်ပြီးတော့ဝင်လင်ထွက်လေရှုမှတ်တဲ့အလုပ်ကိုလုပ်ပါတိကြတင်မလင်ခွေခါဆန်မျက်စိမိတ်ထိုင်ရင်းနဲ့လည်း9မိနစ်5မိနစ်10မိနစ်15မိနစ်နိုင်ဝက်တနိုင်စသည်အပြင်လည်းအချိန်ရရင်ရတယ်လို့ရှုမှတ်ပါသွားရင်လာရင်လုံရင်ကန်ရင်စားရင်တောက်ရင်ပြောရင်ဆိုရင်နဲ့လေနာသီဝါလေးတတိကပ်ပြီးတော့ဝင်လင်ထွက်လေရှုမှတ်ပါမသိခြင်းရင်အသက်ရှုပါဝိပဿနာပုံစံနဲ့ရှုနေမှမဟုတ်ပါဘူးတခါတည်းကျတော့လေဝင်သွားမှလေထွက်သွားမှသိလိုက်ယုံကလေးပဲဆိုရင်တော့ဒါသမထကမ္မထံလို့ပြောရမှာပေါ့ထိမှုသဘောတိုးမှုသဘောပူမှုသဘောအေးမှုသဘောလေးတွေကိုမသိဘူးဆိုရင်တော့ဝင်မှထွက်မှသိုံသက်ပဲဆိုတော့သမထဖြစ်သွားမှာပေါ့ဒါလည်းပဲစိတ်ရတည်ငြိမ်မှုအေးချမ်းမှုကိုရတာပါပဲအဲ့တော့လေးကိုသတိထားပြီးရှုလိုက်တဲ့အတွက်ကြောင့်သမထဝိပဿနာတွေထူးထူးခြားခြားမရင့်ကျက်ဘူးပဲထားလိုက်ပါအောင်မသိုံတမဲ့မြင်းကလေးရှုနေရကနေသတိထားပြီးရှုလိုက်တော့လေတွေပြည့်ပြည့်ဝဝဝင်တဲ့အတွက်ခန္ဓာကိုယ်မှာအောက်ဆီဂျင်တွေပို့ပြီးတော့ရတယ်အောက်ဆီဂျင်အပြည့်ဝရတဲ့အတွက်အုံနောင်လည်းကြည်တယ်စိတ်လည်းကြည်တယ်အသွေးသားတွေလည်းကြည်တယ်စိတ်တွေလည်းအေးချမ်းတယ်ပေါ့ဒါကြောင့်မသိခြင်းအသက်ရှူပါဆိုတာမသိရနိဗ္ဗာန်ရောက်ခြင်းအသက်ရှူပါဆိုတဲ့အဓိပ္ပာယ်နဲ့မကဘူးစိတ်ချမ်းသာမှုမသိခြင်းအသက်ရှူပါစိတ်အေးချမ်းမှုမသိခြင်းအသက်ရှူပါရုပ်အစဉ်ကြည်လင်မှုမသိခြင်းအသက်ရှူပါဝင်လေထွက်လေရှင်ရုပ်အစဉ်လေးလည်းကြည်လင်တာပေါ့ရုပ်အစဉ်နုပြိုခြင်းရင်အသက်ရှူပါဝင်လေထွက်လေပြန်ရှုမှတ်နေမယ်ဆိုရင်ရုပ်အစဉ်လည်းပို့ပြီးတော့နုပြိုလာမှာပေါ့အသိဉာဏ်ပညာတွေမသိခြင်းရင်အသက်ရှူပါဝင်လေထွက်လေကိုအများနဲ့ရှုမှတ်ပွားများခြင်းဖြင့်အုံနောက်အားတွေကောင်းပြီးတော့မှညာအားတွေလည်းကောင်းပြီးတော့ဉာဏ်တွေထက်မြက်လာမှာပဲဒါတော့မသိခြင်းရင်အသက်ရှူပါဆိုတာနိဗ္ဗာန်ရောက်ခြင်းရင်တက်တက်တယ်မကပါဘူးအဲ့တော့ဝင်လေထွက်လေကမ္မဋ္ဌာန်းဆိုတာဒီနည်းပြောရင်ရွှေတတိကံကမ္မဋ္ဌာန်းလို့ပြောလို့ရတယ်သမထဘက်လည်းရတယ်ဝိပဿနာဘက်လည်းရတယ်ကျမ်းမာရေးဘက်လည်းရတယ်ကျမ်းမာရေးရဲ့သမထရဲ့ဝိပဿနာရဲ့သုံးမျိုးလုံးရတယ်ကမ္မဋ္ဌာန်းဖြစ်ပါတယ်ဒါကြောင့်မနေ့ရထအချိန်မှလည်းပဲလေးကိုလေးနဲ့ပြင်းပြင်းလေးရှူပြီးတော့ကိုယ်လက်လှုပ်ရှားမှုလေးတွေပါတွဲပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်လည်းပဲဒါကျမ်းမာရေးတော့ထောက်ကူပြုတယ်ကျမ်းမာရေးကောင်းတဲ့အတွက်လည်းစိတ်တွေကြည်လင်ရုပ်တွေကြည်လင်ပြီးတော့သမထဝိပဿနာဘာဝနာလုပ်တွေအားထုတ်ရတာကုသိုလ်လုပ်တွေအားထုတ်ရတာလည်းပို့ပြီးတော့အည်သွေးတွေကောင်းလာနိုင်ပါတယ်ကုသိုလ်အာယုံပုံမိပြီးတော့ကုသိုလ်ရဲ့အည်သွေးတွေလည်းပို့ပြီးတော့တောက်ပြောင်လာနိုင်ပါတယ်ဒါကြောင့်အာနာပါနဝင်နေထွက်လေကိုတစ်ခုကိုပင်နိုင်ထားပြီးတော့ဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေအားလုံးကိုအည်သွေးကောင်းကောင်းစွန့်ရည်ပြည့်ပြည့်ဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့မသေးခြင်းရင်အသက်ရှူပါဆိုတဲ့တရားကိုဒီနေရာမှာပဲ
ညီကုန်းချုပ်ပါတော့မယ်အပမဒီနာတမ္ပါဒီထာအပမဒီနာမမိမလျော့မပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒီထာသီလသမာဓိပညာဥစွာသောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း